ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်နောက်ပိုင်းကမြန်မာလူမျိုးတော်များလက်ယုံကြီးလည်းမရှိသလိုနှလုံးကြီးလည်းမရှိဘူးဒီစိတ်ရပိုင်းဆိုင်ရာလည်းမကောင်းသလိုဒီအရေးရှင်းကြောက်လည်းတော်တော်ပုတ်နေတာဗျာပုတ်တဲ့လူတွေများတယ်မြန်မာလူမျိုးကြီးအခုနောက်ဟိုနေ့က9ရက်ခုထဲမှာတင်ထားတဲ့အကောင့်တစ်ကောင်ဗျာဒါပေမဲ့ကျွန်တော်ဝင်ကြည့်လိုက်တော့ယောက်ျားလေးပုံနေပဲသူက fake ကောင်ပဲနဲ့သူတင်တဲ့ပို့တွေရတယ်တော်များအတန်းရှင်းရှာတဲ့ပို့စီပါပဲဒီလိုပဲပွဲဖြစ်မဲ့ပို့စီပဲတင်ထားဗျာသူကဗာတင်ထားတယ်ဆိုတော့အဲ့နေကဒီမြန်မာ9ရက်မှာတဲ့မြန်မာတွေတဲ့ဒီငွေလွှဲဝင်ဆောင်မှုလုပ်တဲ့လူတွေတဲ့ဟိုတိုင်လို့ရှိရင်ပေါ့ဘယ်လိုတိုင်လို့ရရဲဆိုတာမသိမေးထားလားမသိနဲ့ကျွန်တော်သူ့ကောင်ဝင်ကျတော့ဒီ fake ကောင်ပါပဲဒီအိုင်ယောက်ျားလေးတယောက်ရဲ့ပုံတင်ထားတယ်ကျန်တာရတော့အတန်းချင်းရှာရဲ့ပို့စီပဲဗျာပောက်ကရတွေပဲတင်ထားအဲ့လိုမျိုးလူများအငင်းခုံမြင်မဲ့ topic တွေပဲတင်ထားအများကြီးဗျာအဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာပြောချင်တယ်ဆိုဒီမှာလည်းဒီအချိန်ပိုင်းလုပ်တွေလုပ်ရတဲ့ရှင်တိုင်ခမ်းရပါဆိုတာလေဒါလူများနိုင်ငံသားတိုင်တာအထက်ကိုဒီမြန်မာလူမျိုးချင်းချင်းတိုင်ကြအများကြီးဗျာဒီအခုနောက်ပိုင်းကမြန်မာလူမျိုးကြီးကဘယ်လိုဖြစ်လာလဲဆိုတော့ဒီကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်နောက်ပိုင်းကမြန်မာလူမျိုးတော်များလက်ယုံကြီးလည်းမရှိသလိုနှလုံးကြီးလည်းမရှိဘူးဒီစိတ်ရပိုင်းဆိုင်ရာလည်းမကောင်းသလိုဒီအရေးရှင်းကြောက်လည်းတော်တော်ပုတ်နေတာဗျာပုတ်တဲ့လူတွေများတယ်မြန်မာလူမျိုးကြီးအခုနောက်ပိုင်းမြန်မာလူမျိုးတွေများဒီစိတ်တဲ့ပိုင်းဆိုင်ရာကြီးတော်တော်ယိုယွင်းလာဗျာအများကြီးပဲရှေ့ကမြန်မာကြီးကမတော်ရင်မတော်မယ်ဒါပေမဲ့စိတ်တဲ့ပိုင်းဆိုင်ရာစီးလုံးနေမြန်မာရှင်းချင်းဆိုရင်ကုညီရဖေးမိုက်ဆိုရဲဒီကောင်းတဲ့ညင်လေးပါအခုနောက်ပိုင်းမှာပျောက်လာဗျာအရေးရှင်းလည်းမရှိသလိုစိတ်တဲ့ပိုင်းဆိုင်ရာလည်းပုတ်တဲ့မြန်မာကြီးတော်တော်များတယ်နောက်ပိုင်းလူတချို့တလေကိုပြောတာဗျာများသောအားဖြင့်လူအကုန်လုံးပြောရမှာဗျာဒါကောင်းတဲ့လူတွေရှိရမကောင်းတဲ့လူတွေရှိရအဲ့လိုဗုတ်တဲ့လူတွေအခုနောက်ပိုင်းများလာလို့ထင်တယ်ဒီအချိန်ပိုင်းလို့လို့ရှိရင်တိုင်ခံရပြီဆိုရင်လည်းဒီတခြားလူမျိုးထက်ကိုကိုမြန်မာလူမျိုးချင်းကြီးတိုင်တာများတယ်ဗျာဒါကြီးကတော့တကယ်တွေ့နေကြအားကြောင့်မို့လူများလူမျိုးဆိုပြီးအခုဗျိုင်းနေဆိုလို့ရှိရင်လည်းစီးလုံးနေသူများကာကြီးတွေကမ္ဘောဒီးယားနိုင်ငံသားတွေပါဆိုလို့ရှိရင်သူကလည်းသူပဲဂရုလေးတွေပါနေစီးလုံးနေဗျာသူကလည်းသူ့လူမျိုးသူကူညီကြတယ်အားကြောင့်မို့ကိုကတကယ်လို့ကိုကလူများမြန်မာလူမျိုးတယောက်ကိုရမှာစူးစမ်းနေတယ်သူကလည်းသူအချိန်ပိုင်းလူတွေလုံနေရဆိုလို့ရှိရင်ကိုကတကယ်တိုင်တော့မယ်ပဲထားတယ်ဗျာတိုင်တော့မယ်ဆိုလို့ရှိရင်ပြန်ပြီးစဉ်းစားတင်တာကဘာလဲဆိုတော့ကိုလူမျိုးတယောက်သူကလည်းသူစူးစမ်းနေလုံနေအဆင်ပြေနေဆိုရင်မူးတာပေါ်ရမှာလေနောက်ပြီးတော့တခုစဉ်းစားရတာကဒီကျွန်တော်တို့မြန်မာလူမျိုးအချင်းချင်းဗျာကိုကတကယ်လို့လူမျိုးကိုတိုင်တော့မယ်ဆိုလို့ရှိရင်ကိုလူမျိုးတွေကဘယ်နှယောက်လောက်ကိုလူကြီးဘယ်နှယောက်လောက်ကိုကိုကဒီမှာကိုရနိုင်ငံကိုရောက်လာပြီဆိုလို့ရှိရင်ဘလို့ဘယ်နှယောက်လောက်ကိုအဆင်ပြေအောင်ကူညီပေးခဲ့ဘူးလဲတဲ့မှာဘယ်နှယောက်လောက်ကိုကူညီအဆင်ပြေအောင်လို့ကူညီပေးခဲ့ဘူးလဲဘယ်နှယောက်လောက်ကိုကြောင့်အဆင်ပြေသွားလဲတကယ်လို့ကူညီမပေးခဲ့ဘူးဆိုလို့ရှိရင်မကူညီခြင်းရတယ်မလေးမကူညီခြင်းလည်းရတယ်ဒုက္ခအောင်မလုပ်နဲ့လေအားပြောအဓိကမကူညီခြင်းလွတ်ထားလိုက်ပါပြီဒုက္ခအောင်လုပ်တဲ့အတွေ့ခေါ်ကြီးကတော်တော်ပုတ်တယ်ဗျာအဲ့လိုမျိုးကြီးကျွန်တော်အဲ့လိုပဲခံယူထားရဗျာဒီမြန်မာရှင်းချင်းကမြန်မာရဲ့အခုနောက်ပိုင်းကဒီ3ယောက်ရှိ3ကိုင်းကွဲတယ်အဲ့လိုမျိုးမြန်မာရဲ့အခုစိတ်တဲ့ပိုင်းဆိုင်ရာလည်းအဆင်မပြေသလိုဒီအတွေ့ခေါ်လည်းအဆင်မပြေဘူးဗျာဒီအခုနောက်ပိုင်းကဘယ်လိုဖြစ်လဲဆိုတော့အချင်းချင်းဥမာဒီလိုမျိုးအဆင်မပြေအောင်ကြောက်တွန်းမယ်ခလုတ်တိုက်လဲအောင်အဲ့လိုမျိုးတွေသိမှာတိုင်မယ်တောမယ်ဆိုရင်မြန်မာရေးစိတ်တက်ကတော့များအောက်တယ်ဗျာဒီမှာအရေးရှင်းလဲအဲ့လိုလူတွေတော့များအရေးရှင်းလဲမရှိတော့ဒီစိတ်ရပိုင်းဆိုင်ရာလည်းပုတ်တယ်ဗျာဒီကျွန်တော်ဆိုလို့ရှိရင်ဗျာဒီအချိန်မိုက်လို့သွင်းတာဆိုဗျာလူများလူမျိုးတွေတထေးရခေါ်ခိုင်းနေပါလေဆိုရင်ရှေ့ရစီနီယာတွေလည်းရှိပါတယ်အခုနောက်ပိုင်းကျွန်တော်နဲ့တည့်ရဲ့လူတွေတော့များတော့ဒီတထေးရလူလိုတယ်ခေါ်ခိုင်းနေဆိုရှင်လူများနိုင်ငံသားနဲ့ကိုနဲ့ခင်းနေဆိုရင်တော့မှဗျာမခေါ်ပေးကြဘူးဗျာဘာလို့လဲဆိုတော့ကိုမြန်မာကြီးလုံးမရမှာဆိုလို့ဘာလို့လဲဆိုတော့ကိုကဗျိုင်းတယောက်ကိုနဲ့ခင်လို့ဆိုပြီးတော့တွင်းပေးလိုက်မယ်ဆိုရင်အဲ့ဗျိုင်းနေရာမှာ तू မလုပ်တော့ဘူးဆိုရှင်လည်းနောက်လူတွေဆိုရှင်လည်းဗျိုင်းနေပဲတွင်းတော့ဗျာအဲ့ကြတော့ဒီဘက်မှာကိုရဲ့မြန်မာကြီးနောက်ကလာမယ်ចောင်းသားကြီးဒီဂျူနီယာကြီးလာတော့မယ်ဆိုလို့ရှင်အချိန်ပိုင်းလောက်ကနေရာဗျာပုတ်မရတော့ဗျာကိုယ့်ရဲ့နေရာမရှိတော့ဗျာလူများနိုင်ငံသားတွေဝင်သွားဗျာအဲ့ဒါကြောင့်မို့တော်ဆိုလို့ရှိရင်လည်းအဲ့လိုပဲတွင်းပြလို့ရတယ်ဒါပေမဲ့တတိယခေါ်ခိုင်းနိုင်ရှိတယ်ဒါပေမဲ့မြန်မာကြီးမရှိရဲ့မြန်မာကြီးပဲတွင်းပေးနေတာဗျာအဲ့ဒါကြောင့်မို့တကယ်လို့ကိုကတခြားလူမျိုးတွင်းပေးလိုက်ရင်တို့လူမျိုးကြီးအစင်းစင်ပဲလက်ဆင့်ကမ်းပြီးတော့လှုပ်သွားအဲ့ဒါကြောင့်မို့ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုရှိတယ်ကျွန်တော်ရဲ့ရှေ့ရစီနီယာရဲ့ brother တွေပါဆိုလို့ကျွန်တော်တွေ့ဦးသလောက်ကတော့အဲ့လိုပဲမြန်မာချင်းချင်းပဲတွင်းပေးကြဗျာအဲ့လိုမျိုးကောင်းတဲ့လူတွေရှိပါတယ်ဒီအချိန်ပိုင်းလှုပ်တွေအတွက်ကြတော့ဒီကိုကရှေ့ရနေပြီးတော့ဒီတထေးရအလုပ်တွေခေါ်ခိုင်းတယ်ကျွန်တော်မနေ့ကလုပ်တဲ့ကြက်ကြော်ဆိုင်ရတထေးဆိုရင်တငင်ချင်းရှိလားလို့မေးတယ်အဲ့လိုမျိုးရှိလို့ရှိရင်သူခေါ်ခြင်းတယ်ပေါ့ထပ်ပြီးခေါ်ခြင်းတယ်ဆိုပြီးတော့မေးထားရှိရဲဒါပေမဲ့ကျွန်တော်ဒီမှာမြန်မာနောက်ကရောက်လာတဲ့မြန်မာဂျူနီယာတွေပါမရှိတဲ့အတွက်ကြောင့်ကျွန်တော်မသွင်းပေးသေးဗျာလူများနိုင်ငံသားကိုသွင်းပေးလိုက်လို့ရတယ်မသွင်းပေးသေးဘူးဗျာတကယ်လို့အဲ့လိုသွင်းပေးလိုက်ရင်ကိုနောက်ကရောက်လာတဲ့ဂျူနီယာမြန်မာကြီးကြားလို့ရှိရင်ဒီအလုပ်တွေအချိန်နေရာဗျာမြန်မာအတွက်နေရာမဟုတ်တော့ပဲလေလူများနိုင်ငံသားရဲ့နေရာဖြစ်သွားမှာဆိုလို့ဗျာအဲ့လိုမျိုးလေးကျွန်တော်တို့အဲ့လိုလေးတော့ကျွန်တော်တို့လောက်ထားလေးတော့ရှိတယ်ဒါကျွန်တော်ရဲ့အတွေ့ခေါ်ပါဒါကျွန်တော်အဲ့လိုမျိုးလေးတချို့ကြီးလည်းလိုမျိုးလေးဗျာခုမြန်မာနိုင်ငံသားချင်းချင်းပဲတွေ့မိကြတဲ့စီနီယာကြီးလည်းရှိတယ်အဲ့လိုမျိုးလေးအဲ့လိုအများကြီးလည်းရှိပါတယ်ဒါလူကတော့အမျိုးစုံပေါ့
အဲ့ကြတော့လေလူများကိုတိုင်မယ်ဆိုရင်ကျွန်တော်ပြောချင်တာဗျာအဲ့လိုလူတွေပြောချင်တာလူများကိုတိုင်မယ်ဆိုရင်လည်းကိုယ့်ဘွားကြီးကကောင်းဖို့မမျှော်လင့်နဲ့ဖះပေးလိုက်နေမယ်အကြီးကြီးတဲ့ပေးလိုက်နေမယ်အကြီးကြီးပေးလိုက်နေမယ်အဲ့လိုပဲတိကြပါတယ်အဆင်မပြေပါဘူးငွေကြီးပိုင်းဆင်ရအဆင်ပြေရဆိုရှင်ဒီ relationship တွေအဆင်မပြေဘူးဒီရှစ်သူကြီးသား relationship အဆင်ပြေမှာမဟုတ်ဘူးမိဘနဲ့ကိုယ်နဲ့ relationship တွေအဆင်ပြေမှာမဟုတ်ဘူးတကယ်ထုတ်ပြီး relationship လည်းအဆင်ပြေရပတ်စံလည်းအဆင်ပြေဆိုကျမ်းမာရေးပိုင်းရအဆိုင်အဆင်မပြေမှာမဟုတ်ဘူးဘာလို့လဲထုတ်တယ်လေလူများတော့မှကိုကမကောင်းအောင်လုပ်ထားလို့ဆိုရင်ကိုယ့်ဘွားလည်းကောင်းလာစရာအကြောင်းမရှိတာစုတဲတောင်းနေနဲ့ပေးရလိမ့်မယ်ဖះအကြီးကြီးတဲ့ပါဘာကြီးပေးလိုက်မယ်တော့မမေးနဲ့ဗျာပေးလိုက်လိမ့်မယ်ကြတော့အဲ့ဒါလေးပြောချင်ပါတာအခုနောက်ပိုင်းလူတွေကပုတ်လာဗျာတော်များအရင်ခေတ်တော့လို့မဟုတ်အရင်ခေတ်တော့မြန်မာလူမျိုးတွေကတော်ချင်မှတော်လိမ့်မယ်ဒါပေမဲ့သူတို့ကမြန်မာလူမျိုးချင်းချင်းဆိုရင်စီးလုံးနဲ့ဖော်ရွေတယ်အဲ့လိုမျိုးရှိတယ်အခုနောက်ပိုင်းလူတွေကအဲ့လိုကောင်းတဲ့ညင်အရင်ခေတ်ကကောင်းခဲ့တဲ့မြန်မာလူမျိုးရဲ့ညင်လေးတွေပါပြောက်ပြီးတော့မစည်းမလုံးဖြစ်ပြီးတော့အရေးရှင်းတွေရှိလာတာဆိုအရေးရှင်းရလည်းမရှိပါဘူးဗျာအရေးရှင်းရတော်တော်လေးကိုပုတ်တာပါတချို့တလေပြောပါဒါလူများအကုန်လုံးပြောရမှာမဟုတ်ဗျာတချို့တလေအဲ့လိုစိတ်တက်ရှိရတချို့တလေလို့ပြောပါဒီနေ့ကဒါလေးလာပြောပါဘိုင်ဘိုင်